ကျွန်တော်တို့ဘဝမှာဥစ္စာနဲ့ကြီးပဲအနာဂတ်ကိုတိဆောက်လို့မရတော့လက်ရှိကျွန်တော်တို့မျက်စိအရှင်မှာမြင်ကွင်းနေအများကြီးပဲတော့ဒီနေ့ဥစ္စာကျွေးသွားတဲ့သူနောက်နေ့ဘယ်ရောက်သွားလဲဒီနေ့အာနာရှိတဲ့သူနောက်နေ့ဘယ်ရောက်သွားလဲတော့ဒီတော့အလ္လာဟ်ရဲ့လက်ထဲမှာပဲတော့ကျွန်တော်တို့ရဲ့ကိုကျွန်တော်တို့ရဲ့ခလေးတွေကျွန်တော်တို့ရဲ့မိသားအလ္လာဟ်ကိုပဲအကံအလ္လာဟ်ထိမ့်သိမ့်ဆောက်ရှောက်ပေးမှာပဲလုံခြုံမှာဒါကြောင့်ကျွန်တော်ဒီဒူအာလေးတစ်ခုသင်ပြပြီးညီကုန်းချုပ်လိုက်မယ်တော့ဟာဒီစ်တော်မှာတမန်တော်ဆလောလ္လဟ်အလိုင်းဝါဆမ်ဒူအာတစ်ခုသင်ပေးတာအလ္လာဟူမာဝါကီယတန်ကဝါကီယတိလ်ဝလီဒ်အလ္လာဟူမာဝါကီယတန်ကဝါကီယတိလ်ဝလီဒ်အတိပ္ပယ်ကပါလေတမန်တော်တောင်းခဲ့တဲ့ဒူအာနော်တဗရာနီချမ်းမှာလာရှိတဲ့အတိပ္ပယ်ကပါလေအလ္လာဟူမာအိုအလ္လာဟ်နော်ဝါကီယတန်ကဝါကီယတိလ်ဝလီဒ်ကျွန်တော်မျိုးကိုအလ္လာဟ်ရှင်စောင့်ရှောက်ပြီးတော်မူပါကဝါကီယတိလ်ဝလီခလီတယောက်ကိုစောင့်ရှောက်တကယ်တော့အလ္လာဟ်ရှင်ကျွန်တော်မျိုးကိုစောင့်ရှောက်ပြီးတော်မူပါနော်ကျွန်တော်မျိုးကိုစောင့်ရှောက်ပြီးတော်မူပါကျွန်တော်တို့အခုလိုလုံခြုံမှုတွေအားနေတဲ့ကာလမအေးချမ်းတဲ့ကာလမှာဒီတော်များစွာတောင်းတင်နေအလ္လာဟူမာဝါကီယတန်ကဝါကီယတိလ်ဝလီနော်ကျွန်တော်ကိုကျွန်တော်လုံခြုံအောင်အလ္လာဟ်ကလွယ်ပြီးကျွန်တော်ဘယ်သူအားကိုးလို့ရမလဲဘသူ့မှာအာကိုလို့မရကျွန်တော်သားသမီးတွေလုံခြုံဖို့အလ္လာဟ်ကလွှဲပြီးဘသူ့မှာအာကိုလို့မရဒါကြောင့်အလ္လာဟ်ကိုပဲအာကိုရမယ်တော့ကျွန်တော်တို့ဒီတော့တောင်းပါတမန်တော်ဆလောလ္လဟ်အလိုင်းဝါဆမ်တင်ပြီးအလ္လာဟူမာဝါကီယတန်ကဝါကီယတိလ်ဝလီဒ်